ကြီးကဘာလို့စောင်းနေမနဲ့ကဘာကြီးစောင်းကြီးလေးမနဲ့တော့ပေါ့ရွှေနေတော့မြင်းနေတယ်မလက်ပလောက်တော့ရာလုံးဆရာတောင်းဝန်ထားတယ်ဆရာစီရောက်ရင်အကုန်လုံးပျောက်သွားသေးရမယ်ရပြီလားထိုးမယ်နော်ဆရာခဏလေးထိုးတော့မျက်မှန်တောင်းဟုတ်သားပဲခွေးရဒီမှာဟုတ်သားပဲခွေးနဲ့လူနဲ့မှာခွေးမှန်တော်သေးရမွေးနေ့ကျတိုင်းများဝဲချင်းဝဲချင်းနေကဘာကြီးကဘာလို့စောင်းနေဟာလေဘယ်သူလဲဘာလုပ်ချင်လို့တော်ဆူးပါလားခင်ဗျာဟုတ်တယ်တော်ဆူးကကျွန်တော်သိမှာမဟုတ်ဘူးဗျမသိရင်လည်းပြောမနေနဲ့ဟမ်ဟာလေဘယ်သူလဲဘာလုပ်ချင်လို့တော်ဆူးပါလားခင်ဗျာဟုတ်တယ်တော်ဆူးကကျွန်တော်သိမှာမဟုတ်ဘူးဗျမသိရင်လည်းပြောမနေနဲ့ဟမ်မြန်မာပြည်မှာမနေခြင်းလို့နိုင်ငံခြားသွားတာအီရန်နဲ့အမေရိကန်စစ်ဖြစ်နေလို့ပြန်ပြေးလာရတယ်တော်သေးတာပေါ့စက်ပတ်ထဲဒုံးကြီးဝင်တော့မလို့ငါဥယျာဉ်ဟင်းတစ်ခွက်နင်ဥယျာဉ်တော့အတန်ကျက်ဆက်ဟာနင်မေဆောက်ွက်တကယ်ကြိုက်တယ်ဟာ Oh my god wow ပေါင်းနေတာပေါင်းနေတာNice ဘယ်တော့မှလဲရတယ်လားရလားဒါမျိုးလို့ရလားရတယ်လို့ဂျိုင်းမွေးနေနေနေဆက်ပါလာတယ်ရေးပြမယ်လို့ရလားဆက်လိုက်မှာနော်ရတယ်လို့ဆရာကြီးဟာသူ့ရဲ့ပညာနဲ့ပန်ကာကိုရက်တန့်လိုက်ပါတယ်ဒီလိုပညာတွေတက်ကျွမ်းလို့လဲဆရာကြီးဟာဆရာကြီးဖြစ်နေတာပေါ့တပည့်တွေဟာဆရာကြီးရဲ့အစွမ်းကိုထပ်မံမြင်တွေ့စီးပူးလို့တာကြောင့်ကြောက်ခွဲဆက်ကိုခေါ်လာခဲ့ပါတယ်ပေးဆရာကြီးလည်းပေးရတယ်ဆရာကြီးမလုပ်တော့ဘူးဆရာကြီးမလုပ်တော့ဘူးမိမမတော်ပါနဲ့ကွာမင်းမရှိဘသူနဲ့နေရမှာလဲမိမ yes မိမမတော်ပါနဲ့လို့မတော်ရဘူးလားမိမyes လွတ်လပ်သွားပြီကွာတေးတော့မသွားဘူးမှတ်ထားနေလွတ်လပ်မှာဆိုလို့ငါမသွားတာရှင်းလားဟမ်ဟာဘသူ့ကိုကြည့်ပြီးပြောနေတော့ဒီနောက်မှာငါပဲရှိတယ်ဟောဗျာအခုလားဟာဟုတ်တယ်ငါပြောနေတာဟာဒီဆိုရဘာထားတော့ကဲစားကန်ကြုံတော့လေမုတ်စိတ်ပြားဆွဲပေါ့ကွာညမလေးကိုကြီးထိုင်လို့ရမလားမလေးငါထိုင်နေတာမမြင်ဘူးလားဟမ်ဘယ်တော့မှလဲရတယ်လားရောဟေးလက်ပေးကဲပေးလို့ကျေးဇူးပါမင်းနာမည်ဘာတူလဲအောင်စံဘူးပါရီးတော့မကဲဘူးကွာသွားရအောင်ဟာကလေးတွေရှိနေတယ်လေကလေးတွေရှိနေတော့ဘယ်လိုပြောရမှာတော့စကားဝတ်နဲ့ပြောလေစကားဝတ်ကဘယ်လိုပြောရမှာလဲမင်းကလေအဝတ်လျှော်မယ်အော်အဝတ်လျှော်မယ်လို့ပြောရမယ်အေးပြီးတော့မှတ်ထားမယ်အဝတ်လျှော်ကြမယ်လေအဝတ်လျှော်ဆက်မကောင်းပြက်နေတယ်ရေယိုနေတယ်အဝတ်လျှော်လို့ရပြီလားအဝတ်လျှော်ဆက်ရေယိုတာနည်းနည်းကြံသေးတယ်ကိုကြီးအဝတ်လျှော်လို့ရပြီနော်အဝတ်လျှော်ဆက်ကောင်းနေပြီအဝတ်လျှော်ဆက်မစောင့်နိုင်လို့ကို့ဘာကိုလက်နဲ့လျှော်လိုက်ပြီအကိုမင်္ဂလာပါဗျဘာများသုံးဆောင်မလဲဗျအရန်ချစ်တယ်ထားမသွားဘူးတပွဲပေးညီလေးရဂျင်းတုတ်တပွဲနောက်ထပ်တော့ဥပိ္ပခါလေးပါတစ်ခွက်ဖန်မနောတစ်ခွက်သူနဲ့ကတငယ်ချင်းတွေပါအဲ့ဒါလေးကတပွဲအမဲသားကြော်တပွဲအကိုဒါပဲလားဗျမျော်လင်းချက်လေးတပွဲအရင်ချပေးဆေးလိတ်တပွဲချပေးမယ်နော်မဟုတ်ဘူးလေကိုမအောင်မယ်လေဟုတ်သားပဲအကိုမလေးခဏကအရန်ချစ်တယ်ထားမသွားဘူးဆိုတယ်လဲမှာကိုရဲ့အချစ်တွေနဲ့တဲကအသက်ဆက်ရှင်နေမှာပါဆိုတာပါနည်းနည်းထည့်ခဲ့ကွာအကိုအဲ့ဒါတော့ကြတော့နားမလဲတော့ဘူးဘာလဲမသိဘူးဗျနှမ်းလေးပါနည်းနည်းဖြူလိုက်ညီလေးရာညဘက်ဖျားတွေပါရှစ်ခိုးပြက်ငါးပါးတီလာတို့ကတော့ကြားမှုနဲ့တယ်မှာဟုတ်ကဲ့ဆိုတော့ okay အဲ့ဒါဆိုနည်းနည်းလေးရုပ်ပြပါဖျားတရားတန်ခါမပြတ်စေရထူးစမ်းနိုင်ဟဲ့မဟုတ်သေးပါဘူး
တို့သမီးရရှစ်လို့ဆိုပြီးကောင်းအဲ့လိုမျိုးလေးပုတ်တာသမီးကဘယ်သားတဲ့ကိုဗလာကြီးတို့တဲ့အဲ့လိုတကားမှမလုပ်ဘူး ဘယ်နဲ့ခဏထုတ်တယ်ဟုတ်လားခဏက6လောက်စီးရတာလေ အခုတော့ပြန်လို့တော့သူ့ဦးလေးတယ်သမီးကပြောတယ် ဒီကလည်းပြီးတယ်ဆိုလေ ငါတို့ပြန်မပြန်မမင်းတို့မထူးပါဘူးငါတို့ထူးရကြည့်ဘာဖိုက်ခါလဲဒါမဲ့စားပါကိုဖိုက်ခါလား ညဘက် သူရှင်တက်ရှင် တက်ရှင်လို့မရဘူး你ပညာတတ်ကြီးမဖြစ်ရှင်ဘူးလား ဒီပညာတတ်ကြီးကိုလေမဲရရှင်တာပါမလို့လေမဲပဲဖြစ်ရှင်တာ ဒီလိုဖြစ်ရှင်လဲစတာမယ်ဒါပါမယ် သွားချူမသွားသမီးမလားရှင်ပါတော့ ကျမ Cause I'm falling slowly love with you အလုံးမလို့လေပြတဖေးမင်းကြီးရလို့ဖြေလိုက်လေ အယောဒီမှာရှင်ကောင်းပါလေခုနကအကြောင်းတက်ရှင်ဘူးဆို ခုတက်ရှင်သွားဘာလုံးမလို့လဲပြ ဆရာမမရှိဘူးဒီမှာဒီအကြောင်းအတာဦးတရားနော်ဆရာမမရှိဘူးလား အော်ဆီယမမရှိဘူးပြအခုမှဖေးသွားတာမကြံခဲ့ဘူး သမီးကအကြောင်းအတာဆရာမမရှိဘူးဆိုပြန်တော့မယ်နော်သမီးပြန်အောင် အမ်ကြရှင်တော့ ဘလို့ပြန်ရှိရမှာ သူရှင်တက်ရှင် တက်ရှင်လို့မရဘူး你ပညာတတ်ကြီးမဖြစ်ရှင်ဘူးလား ဒီပညာတတ်ကြီး အသက်ကလေးကရလာပြီဆိုတော့ရယူလို့စိတ်တွေမရှိတော့ဘူးပေးဆက်ခြင်းစိတ်ပဲရှိတော့တယ်ဘာမှပေးစရာမရှိဘူးဆိုရင်တောင်မှဒုက္ခနဲ့တောကလေးတော့ပေးလိုက်ချင်တာယူမ စာမေးပွဲမှာတုံညရတဲ့သူရှေ့ထွက်တုံညရတဲ့သူမရှိဘူးလား ရှိပါတယ်ပုံမူ ငါရိုးဘာလို့ရှေ့မထွက်တာလဲ ရှက်လို့ပါပုံမူ ဟာငါတော့သူမစီပြန်သွားခြင်းလာပြီဒီတန်းထဲမှာအုံနောက်အကောင်းဆုံးကဘာတူလဲကျွန်တော်မဖြေတော့ဘူးဘာလို့ဖြေလိုက်ရင်ကြံတဲ့သူတွေစိတ်ဆိုးမှာဆိုလို့ခွေးမသားမင်းတို့ငါ့ကိုစမ်းနေရလားကွာစစ်နွားဆိုတာအမြဲတတိရှိရမယ် ဟုတ်ကဲ့ပုံမူ အခုငါနောက်မှာဘာရှိလဲ နေရပါပုံမူ ရီးပဲငါမေးတာရန်သူရှိရင်ဘယ်လိုလုပ်မလဲဆိုတာကွာရန်သူကိုတွေ့ရင်ဘာလုပ်မလဲတိုက်မယ်ဖမ်းမယ် ဓာတ်ပုံရိုက်မယ် ငါရိုးမသေးခြင်းလို့လား ဖွတ်စဖုတ်ပေါ်တင်ချင်းလို့ပါဗျ ဟူးတဖန်းသည်တေးနေတာလား မတေပါဘူးပုံမူရာ ဒါဆိုဘာလို့မျက်လုံးမိတ်ထားတာလဲ ပုံမူပြောတာကိုအာယုံစိုက်နေတာပါ ဟာမင်းငါ့ကိုအချင်းထင်းနေတာလားပရိသတ်တို့ရေအကြံပေးကြပါအောင်ဗျာဒီကောင်လေးကိုဘလို့ဆုံးမရမလဲကွန်မန့်မှာရေးသွားကြပါနော် ဘိုင်ဘိုင် ဟူးစာမေးပွဲ ဝစ်ဆိုင်ကအကုန်ယူသွားမှနည်းနည်းတော့မမြင်ချင်ဘူးဒါကြီးလည်းမတော့ပိတ်ထောလိုက်နင်တော့လို့ရတော့မစီမမနင်မပြောတယ်ဟောဒီလိုမလီမီရဲ့နင့်ကြည့်ရတာပင်မလိုက်တာဟဲ့ဈေးရောက်လိုက်တစ်တော်ဆော့လိုက်နဲ့နင်းယောက်ျားကျတော့မလီမင်းသားရှုံးတော့တယ်ကြော့မောနေတာပဲချက်လိုလိုက်ငါယောက်ျားဆိုလေငါ့ကိုတုံးနေအောင်ချစ်တာနင့်တက်ပြစ်ထားမှာသိလားပြောရဲတယ်နော်ဟဲ့ဒီမှတ်ထားငါလေရလေငါ့ကိုချစ်လိုက်တာမှတုံးလို့ငါလွဲပြီးဘယ်မိမမိမထင်တာမဟုတ်ဘူးနားလေလားငါကလေဒီလိုမျိုးပင်ပန်းရှာကျွေးနေတာကို तू ကကောင်းကောင်းသိတယ်ဟဲ့ညီစောင့်ကြည့်လိုက်ငါလွဲလို့လေဘသူ့ဘာမှမကြိုက်ဘူးစောင့်ကြည့်အောင်မယ်ပြီးကြမှာမြဲလေးကလေးလေးမမီလေးပြောဆိုမကဲဘူးတတလုံးမဖြစ်ဘူးဟဲ့ရောက်ကြလာပြီစစ်စီရလေး ဘယ်ကနေလာလဲဟိုအနဲ့နေကူရမယ်ငွေချင်ချင်နေဆို ဟုတ်သားပဲအမလေးတက်ချီတော့ကောင်းတာပဲဒီလိုဝတ်ထားရင်ဘယ်တော့လို့လဲ ပတ်စံပေး ပတ်စံပေးရမယ်ဘာလို့ပေါ့ လက်ပိတ်ဆိုင်ပါဘူးလက်ပိတ်ဆိုင် လက်ကတော့โอเคဖိမပေါ့မလေး ဘိုးကြီးဘိုးဆောက်ဖို့ကျွန်တော်သတင်းရလာခဲ့တယ်ငိုးမအသေးလေးဘိုးစုဖောက်ကွာဘိုးဆောက်ဖို့မဟုတ်ဘူးစော်တီးဘိုးကြီးမှားသွားလို့ဘိုးဆုပ်ဖောက်ရောင်အသေးလေးမင်းဘာသတင်းရလာခဲ့တာလဲပြောစမ်း ဟုတ်ကဲ့ဗိုလ်ကြီးညိုင်းသားရွာသားတွေမှာအတွင်းပစ္စည်းတွေအများကြီးရှိတယ်လို့သတင်းအတိအကျရလာခဲ့တယ်ဗိုလ်ကြီး ရဲဘော်တို့ဒီနေ့ညနေမှာရိုင်းသားရွာကိုဓားမြဝင်တိုက်မယ်ရင်းတွေအစင်သင့်ပြင်ထားလိုက် အစင်းသင့်ဖြစ်အောင်ပြင်ထားလိုက်ပါမယ် ဘိုကြီးကျွန်တော်မလိုက်လို့ရမလား ဖတ်ဒီမင်းကဘာလို့မလိုက်ချင်တာလဲ
ဘိုးကြီးကျွန်တော်ကသွေးမြင်ရင်ကျွန်တော်ကြောက်လို့ပါငိုးမဖက်တီမင်းလုံနေတာဓားမြသွေးကိုလာကြောက်နေတယ်မလိုက်လို့မရဘူးလိုက်ခဲ့ရမယ်တရွာလုံးကိုဝိုင်းထားလိုက်ထွက်မပြေးအောင်လို့ပြီးရင်ရွာသားတွေကိုရွာထိပ်ကကွင်းပြင်မှာအတွင်းပစ္စည်းတွေယူပြီးအကုန်လာခိုင်းလိုက်ဟုတ်ကဲ့ဘိုးလိုက်ပါမယ်အခုလှုပ်လိုက်ပါမယ်ကဲရွာသူရွာသားတို့ငါတို့အဖွဲ့ကိုတီးပြီးလောက်ပြီးထင်ပါတယ်ငါတို့ကဓားမြဖို့ဘိုးဆောက်ဖို့အဖွဲ့ပဲငိုးမအသေးလေးမင်းမေကြီးတော့ဘိုးဆောက်ဖို့လားအမလေးအာစီရဲ့နာလိုက်တာအားလုံးတိတ်ဆန်းနောက်အတန်ထွက်ရင်ငါလက်ထဲမှာကင်ထားတာတနက်နဲ့ပြစ်ထဲလိုက်မယ်အသေးလေးဗျာအာစတီသူတို့စီကအထုပ်တွေကိုတယောက်ချင်းခေါ်ပြီးပစ္စည်းတွေကိုစစ်စမ်းဟုတ်ကဲ့ဘိုးကြီးအာစတီအထုပ်ထဲမှာကြံတာတော့မတွေ့ဘူးဒီဘောလီအကြီးတော့တွေ့တယ်ငိုးမအသေးလေးမင်းကြီးမကိုပေးဝတ်လိုက်မင်းတော့နာကျင်နေတယ်အာစတီမလုပ်ပါနဲ့ကျွန်တော်နောက်တစ်ယောက်ခေါ်စစ်လိုက်ပါမယ်အာစတီရေဒီတခါတော့ပတ်စံရပြီဟေးအောင်အသေးလေးပတ်စံဘယ်လောက်ပါလဲအာစတီပတ်စံ200ပါလဲလမ်းထိပ်မှာချိုးချင်းဝယ်ဆုပ်ဖို့တော့ရပြီအသေးလေးဒီ200ကဘာလုပ်ဖို့လဲမင်းပြောတော့ဒီမြိုင်သားရွာမှာအတွင်းပစ္စည်းတွေရှိတယ်ဆိုအခုကြဘာမှမရပါလားကျွန်တော်လည်းဒီရွာသားတွေပြောတာကြားတာဟေးရွာသားတွေမင်းတို့အတွင်းပစ္စည်းတွေဘယ်မှာလဲအမြန်ပြောစမ်းဘိုးကြီးဘိုးဆောက်ဖို့ကျွန်တော်သတင်းရလာခဲ့တယ်ငိုးမအသေးလေးဘိုးစုဖောက်ကွာဘိုးဆောက်ဖို့မဟုတ်ဘူးစော်တီးဘိုးကြီးမှားသွားလို့အမနန်းနန်းပင်မထဲ့နဲ့နော်ဟင်ငါကိုမကြိုက်ကြတော့ဘူးလားဟုတ်ပါပြီငါဒီဆိုင်ကထွက်သွားတော့မယ်ငါကိုချစ်တဲ့သူမရှိတော့ဘူးထင်တယ်အမနန်းနန်းပင်များများထည့်ပေးနော်ဟေးငါကိုချစ်တဲ့သူရှိသေးတာပဲทีมနန်းနန်းပင်ဆိုရင်ကွန်မန့်မလေးရေးခဲ့နော်အမနန်းနန်းပင်မထဲ့နဲ့မပန်းသည်ဒီတခါတော့မင်းကငါမရရအောင်ယူသွားမယ်ဟမ်ရှင်ဘာတွေပြောနေတာလဲငါနဲ့လိုက်ခဲ့တော့ဟမ်ဘယ်သားကြီးမြန်လို့ငါကားတကားဖွင့်ထားတယ်ရှင်တို့2ယောက်အုံနောက်ရှိသေးရဲ့လားရှင်တို့2ယောက်ကျမကိုရုပ်ရှင်ရိုက်နေတာလားငါကမင်းကိုအရန်ချစ်လို့ပါမပန်းသေးရဲ့ကျမကိုတကယ်ချစ်ရင်ဒူရီယန်ချန်10ချန်နဲ့လာတောင်းဟမ်ဒူရီယန်ချန်10ချန်ဟုတ်လားဒါဆိုခဏဆောင်နော်မပန်းသေးအခုချက်ချင်းအိမ်ပြန်ပြီးဒူရီယန်ချန်စာချုပ်တွေတွားယူလာမယ်ချစ်ပန်းသေးလေးရေဟေးသားကြီးငါ့ကိုလည်းခေါ်အောင်လေဟာသားကြီးကတကယ်ပဲ10ချန်စာချုပ်တွေယူလာတာလားယော့မင်းလိုချင်တဲ့ဒူးရင်ချန်10ချန်စာချုပ်အခုတော့ငါအလဲပဲမပန်းသည်ဟေးရွာသားတို့ရေမင်္ဂလာသတင်းကြားရတော့မယ်ထင်တယ်အားပေးကြတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လဲဗီဒီယိုတွေဆက်တင်ဟေးနင်နော်နင်မေတော်တင်တိုင်းနဲ့ငါမပေးလေဦးလို့နင်တင်တဲ့ကိုသွားကြိုင်မှာသွားဒါပဲတော့လို့ဘုန်းကြီးကဆွေးရိုက်တော့ပေါ့အောင်ပါလေဟမ်ဒီမဲ့တော့ဒါရှင်းတယ်မန်းနေဒီနေ့စတော်ရီဒါစိတ်ပိုင်လို့မယ်စိတ်မပိုင်မလက်ဘူးနောက်ခံပြောတာစိတ်ပိုင်လို့မပိုင်မလို့ဆိုပြီးစနေရုပ်နေပါဆိုပြီးစနေမရိုက်ခံငါကြရိုက်ခံမကြီးနဲ့ငိုနေရငိုလာလည်းမလားငိုလိုက်တော့ပြောလာမှာတော်ပြီဒီမှာဖုန်းကြောင်စွန်းကြိုက်ဖို့ပြင်ပါဒီဝဆိုင်တော့လည်းကြားလားနောက်တစ်ချက်ရိုက်ခံဟာမဲ့ဟာငါတော့အိတ်ချင်နေပြီကွာတိတ်နေကြဘိုးကြီးပြန်လာအောင်မယ်ဟာကြောင်ကြီးပဲတားကြီးတို့ခိုးတောက်ရတဲ့အရက်ကပိုကောင်းလိုက်တာကွာဘာလို့လဲဟာစကားပုံတောင်ရှိတယ်လေတောက်စားစားလူမင်းသားမတောက်မစားလူငနွားဒါဆိုဘိုးကြီးကလူငနွားပေါ့ဟာဘယ်ကောင်ကငါ့ကိုလူငနွားလို့ပြောတာလဲကျွန်တော်တို့မပြောပါဘူးဘိုးကြီးမင်းတို့ကျွန်တော်လည်းမကြားဘူးပါဘူးဘိုးကြီးငါမလူးမသားတွေတောက်ခွက်မပြောင်ကြနဲ့ငါလဲတောက်တတ်တယ်ကွဟိတ်ကောင်တွေကိုကြီးကျော်တချင်းဖွင့်ပေးစမ်းဟိတ်ကောင်တွေဒီလိုမှတက်စခန်းကပျော်စရာကောင်းတာကဒီညတော့ပျော်စရာကြီးဟာငါတော့ဒီနေ့ဘိုးကြီးကိုချစ်သွားပြီရှင်ကကင်းလဲစစ်ဆေးမယ်ဆိုပြီးဒီမှာလာမူးယူနေတာလားမဟုတ်ရပါဘူးမိမဒီ3ကောင်အတင်းတိုက်လို့ပါဘိုးကြီးကျွန်တော်တို့မတိုက်ပါဘူးဘိုးကြီးကကိုကြီးကျော်ဖွင့်ခိုင်းသေးတယ်ကိုကြီးကျော်ဖွင့်ခိုင်းသေးတယ်ဟုတ်လားမဟုတ်ပါဘူးမိမဒီကောင်မူးပြီးရှောက်ပြောနေတာပါသားကြီးလိန်မော်သီးတော့ဘိုးကြီးကိုအချွန်နဲ့မနေပြီဟေးနင်နော်哎呦我的妈！